ကဲပဲလူမိုက်ကိုင်းကောင်းဆောင်ရဲ့သမီးပါပဲအသက်9နှစ်သားရှိသေးပေမဲ့တာမန်လူကြီးတယောက်ထက်ပိုတဲ့စိတ်သက်ခိုင်မာမှုကိုပိုင်ဆိုင်ထားပြီးသားပါမိဘတွေကသူ့မျက်စိရှိမှပဲရဲရဲဆက်ဆက်အသက်ခံလိုက်ရပေမဲ့ငွေရရာဇာကမျက်နှာချင်းဆိုင်မှာချင်းချောက်နေပေမဲ့ဒီကလေးမလေးကတော့တည်ငြိမ်မှုကိုထိန်းထားနိုင်စေပါပဲပြီးတော့အခွင့်အရေးကိုစောင့်ဆိုင်နေလိုက်တယ်ကျမလူဝီကိုတက်ကိုတက်မယ်ငွေရရာဇာရဲ့လက်ဖွားကိုထိုးဖောက်ပြီးတဲ့နောက်ကလေးမလေးဟာအိမ်သားတွေကလေဝင်လေထွက်ပေါက်ကနေတဆင့်အောက်ထပ်ကိုခုန်ဆင်းသွားခဲ့တယ်လက်အောက်ငယ်သားတွေတနက်တန်ကြားတာနဲ့ချက်ချင်းပဲအောက်ထပ်ကိုပစ်ခတ်လိုက်တယ်ဒါပေမဲ့တစ်ဖက်လူကြီးစံကုန်သွားတဲ့အချိန်မှာတော့ကလေးမလေးကကားခေါင်မိုးကိုအသုံးပြုပြီးအပေါ်ထက်ကနေခုန်ဆင်းလာခဲ့တယ်ပြီးတော့နေရာကနေလှည့်မြန်စွာထွက်ပြေးသွားခဲ့တယ်အဆက်ကွဲပြီးဒေါသထွက်နေတဲ့မူရရာဇာကချက်ချင်းပဲကားနဲ့လိုက်လာတယ်မထင်မှတ်ပဲသူကရှော့ချလိုက်ပြီးလမ်းဘေးကရေမြောင်းထဲကိုဝင်သွားခဲ့တယ်ကလေးမလေးရဲ့နာမည်ကဟေလန်ပါကိုလံဘီယာကလူမိုက်ကိုင်းဝင်တွေထဲမှာအသက်ငယ်ဆုံးပါမိသားစုကိုကာကွယ်ဖို့အတွက်မကြသေးခင်ကမှသူမရဲ့အဖေကအယောင်းဝယ်မှတ်တမ်းတွေကိုအသုံးပြုပြီးလူဝီနဲ့ပူးပေါင်းမှုကိုအဆုံးသတ်ခဲ့တာပါလူဝီကမျက်နှာသာပေးပြီးသဘောတူလိုက်ပေမဲ့သူထွက်သွားတာနဲ့လက်အောက်ငယ်သားတွေကိုရှင်းပစ်ဖို့အမိန့်ပေးခဲ့တယ်အဖေဖြစ်သူကသူ့အသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုတာသိတဲ့အတွက်အိမ်ပြန်ရောက်တဲ့အခါလူဝီရဲ့ရာဇဝတ်မှုအထောက်အထားတွေကိုဟေးလန်စီပေးအပ်လိုက်တယ်ပြီးတော့သူ့ကိုအမေရိကန်တန်တမန်တယောက်ရဲ့ဖုန်းကတ်ပြားကိုပေးလိုက်တယ်အရေးပေါ်အတွက်ဆိုပြီးအဖေဖြစ်သူကစာရွက်ပေါ်မှာဦးလေးဖြစ်သူရဲ့လိပ်စာကိုရေးထားပေးခဲ့တယ်ပြီးတော့ဟေးလန်ရဲ့အိတ်ကတ်ထဲကိုထည့်ပေးလိုက်တယ်ရေမြောင်းထဲကထွက်လာပြီးတဲ့နောက်ဟေးလန်ကကတ်ပြားပေါ်ကလိပ်စာအတိုင်းအမေရိကန်တန်ယုံကိုရှာတွေ့ခဲ့တယ်သူကကတ်ပြားကိုစောင့်နေတဲ့လုံခြုံရေးတပ်ဖွဲ့စီပေးလိုက်တယ်ပြီးတော့ရုံးခန်းတစ်ခုတည်းကိုခေါ်ဆောင်သွားခြင်းခံလိုက်ရတယ်ဘာကိုပြောချင်တာလဲခင်ဗျားမှာကျမကိုပြစရာရှိလို့လားကျမကိုပြနိုင်မလားဟေးလန်ကဘာမှမပြောဘူးသူမကတင်းငိမ်စွာနဲ့မင်းညကစက်ကြံတွေကိုထုတ်လိုက်တယ်ပြီးတော့သူကြိုတင်ပြီးပါဇက်ထဲမျိုးချထားတဲ့ memory card ကိုအဲ့ဒီစက်ကြံတွေထဲကနေဖယ်ထုတ်ပြလိုက်တယ်ထောင်လန်းရေးကအဲ့ဒီထဲကအချက်လက်တွေကိုဖတ်လိုက်တဲ့အခါအဲ့ဒီထဲကပောက်ကွဲလောက်တဲ့အချက်လက်တွေကသူ့ကိုချက်ချင်းအံ့အားသင့်သွားစေခဲ့တယ်ဒါကဘာလဲဆိုတာခင်ဗျားသိလားဟုတ်ကဲ့ကျမရဲ့ passport ပါဒီလိုနဲ့ပဲတူးရဲသောတက်သေးဖြစ်နေဟေးလန်ဟာခရထောင်လန်းရေးရဲ့အကာအကွယ်နဲ့မိုင်ယာမီကိုဘေးကင်းစွာရောက်ရှိသွားခဲ့တယ်သူမက passport အသစ်နဲ့ဒေါ်လာငွေတွေကိုရတဲ့အခါအိမ်သာသွားမယ်ဆိုပြီးအကြောင်းပြချက်ပေးကမျိုးသမီးထောင်လန်းရေးရဲ့စောင့်ကြည့်မှုကနေထွက်ပြေးခဲ့တယ်ဘာလို့လဲဆိုတော့အဖေကသူမကိုတတိပေးဘူးလို့ပါအမေရိကန်တွေကိုဘယ်တော့မှမယုံရဘူးဆိုပြီးဒီနောက်ဟေးလန်ကဘူတာယုံမှာယထာလက်မှတ်တစ်စောင်ဝယ်လိုက်တယ်မရက်မနာပဲမိုင်ထောင်ပေါင်းများစွာဝေးတဲ့ချီကာကိုရှကာဂုတ်ကိုသွားခဲ့တယ်ယထာနဲ့ကားတွေအကြိမ်ကြိမ်ပြောင်းစီးပြီးတဲ့နောက်ဆုံးမှာတော့ညနေချိန်မှာမှောင်မဲနေတဲ့လမ်းကြားတစ်ခုကိုရောက်သွားခဲ့တယ်ဒီမှာဘာလုပ်နေတာလဲဟေးလန်ကအဖေရေးပေးတဲ့စာရွက်ကိုလူကြီးစီပေးလိုက်တယ်စာရွက်ပေါ်ကနာမည်ကိုမြင်လိုက်တဲ့အခါလူငယ်သည်ချက်ချင်းဆိုသလိုပင်သူ့၏ခေါင်းဆောင်မိကိုရှာတွေ့သွားသည်ဒါပေမဲ့အေမီကတော့ပြိုင်ဘက်ကိုအကြမ်းဖက်နှိမ်နင်းရတာနဲ့အလုံများနေတာကြောင့်သူ့ကိုလုံးဝဂရုမစိုက်နိုင်ခဲ့ပါသူမရဲ့နာမည်ကာတိုလီယာပါကာတာလီယာရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါအေမီရဲ့ဒေါသတွေချက်ချင်းဆိုသလိုပျောက်ကွယ်သွားပါတယ်သူချက်ချင်းရုံးခန်းစီသို့ပြန်သွားခဲ့ပြီးသူ့ရဲ့တူးရဲသောတူမဖြစ်သူကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်သည်ခရီးလမ်းတစ်လျှောက်လုံးခွန်အားရှိရှိရပ်တည်ခဲ့တဲ့ကာတာလီယာလည်းဒီအချိန်မှာတော့စိတ်သက်တွေပြိုလဲသွားပါတော့တယ်နောက်တစ်နေ့မှာတော့ကာတာလီယာတယောက်ပြန်လဲစိတ်ခွန်အားဖြစ်တင်းပြီးသူ့ရဲ့ဆန္ဒကိုဦးလေးဖြစ်သူအားဖွင့်ပြောလိုက်ပါတယ်ကျမလူသက်သမားဖြစ်ချင်တယ်ကာတာလီယာဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတာအေမီကောင်းကောင်းသိပါတယ်သူကပါစက်နဲ့တော့ခေါင်းညိတ်သဘောတူလိုက်ပေမဲ့နောက်တစ်နေ့မှာတော့ငွေများကြီးပေးပြီးကာတာလီယာကိုကြောင်းပို့လိုက်ပါတယ်အေမီရဲ့လုပ်ရက်ကကာတာလီယာကိုဒေါသထွက်စေလိမ့်မယ်လို့မထင်ထားခဲ့မိပါဘာလို့လဲဆိုတော့သူမတင်ယူခြင်းတဲ့အရာတွေကိုကျောင်းမှာဘယ်သူမှတင်ပေးမှာမဟုတ်ဘူးဆိုတာသူသိနေလို့ပါဒေါသထွက်နေတဲ့ကာတာလီယာကိုကြည့်ပြီးအေမီဘာမှရှင်းပြမနေတော့ပါသူမကတော့ချိုင်းကြားမှာဝှက်ထားတဲ့တနက်ကိုထုတ်ယူလိုက်ပါတယ်အေမီကကာတာလီယာကိုပြောလိုက်ပါတယ်တနက်ပြစ်တက်အောင်တင်တာကတော့အလွယ်ဆုံးအလုပ်တစ်ခုပါပဲဒါပေမဲ့သူတနက်ပြစ်ဖို့ပဲတက်မယ်ဆိုရင်တော့9နှစ်အတွင်းမှာမလွဲမသွေတည်ဆုံးရလိမ့်မယ်သူသာလူသက်သမားလောကမှာအသက်ရှည်ရှည်နေခြင်းနဲ့ဆိုရင်တော့အလွန်ညံကောင်းဖို့လိုပါတယ်ပြီးတော့အဲ့ဒီလိုညံမျိုးကိုကျောင်းမှာပဲတင်ယူလို့ရမှာပါအေမီရဲ့ဆုံးမမှုကြောင့်ညံကောင်းတဲ့ကာတာလီယာတယောက်နောက်ဆုံးမှာတော့မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ်အချိန်တွေလင်းမြန်စွာကုန်ဆုံးသွားခဲ့ပြီး15နှစ်ကြာသွားခဲ့ပါပြီဒီနေ့မှာတော့ရဲနှစ်ယောက်ရဲကားထဲမှာနေ့လည်စာစားဖို့ပြင်ဆင်နေကြပါတယ်ဒါပေမဲ့အားကစားကားတစ်စီးကတော့လေပြင်းမုန်တိုင်းလိုပဲသူတို့စီကိုအချိန်ပြင်းပြင်းနဲ့ဝင်တိုက်လိုက်ပါတယ်ဒီကားကိုမောင်းနေလာသူကတော့အရက်မူပြီးရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ကာတာလီယာပါပဲနောက်တော့သူမကိုအရက်မူပြီးရင်မောင်းမှုနဲ့ရဲစခန်းကိုခေါ်သွားကြပါတယ်သူမမှာရင်မောင်းနိုင်စင်မပါတာကြောင့်အထောက်ထားကိုမစစ်ဆေးနိုင်ပဲရဲရရှိတွေကသူမကိုခဏကြုံနှောင်ထားလိုက်ပါတယ်ဒါပေမဲ့သူတို့မသိတာကတော့ဒါဟာကာတာလီယာရဲ့အစီအစဉ်တစ်ခုသာဖြစ်တယ်ဆိုတာပါပဲညနေမောင်စပြိုးလာတဲ့အခါမှာတော့အရက်မူးနေဟန်ဆောင်ပြီးအိပ်ပျော်နေတဲ့ကာတာလီယာတယောက်ချက်ချင်းဆိုသလိုအသိစိတ်ဝင်လာပါတယ်သူမကသပင်တုကိုချွတ်လိုက်ပြီးလှပတဲ့သပင်အရှိကိုစီးလိုက်ပါတယ်ပြီးတော့စကတ်ထဲမှာဝတ်ထားတဲ့အပြင်သွားဝတ်စုံကိုဝတ်ဆင်လိုက်ပါတယ်နောက်တော့သူမဟာဆန်ရက်ကိုတောပေါက်ထဲကိုထည့်ပြီးခက်ဖြည်းဖြည်းလှည့်လိုက်ပါတယ်ခက်ခဲမယ်လို့ထင်ရတဲ့ထောင်တကားကိုချက်ချင်းဆိုသလိုပဲပွင့်သွားစေပါတယ်ချက်ချင်းပဲသူမဟာစောင့်ကြည့်ကင်မရာတွေကိုပိတ်လိုက်ပြီးဇွန်းကိုယူလိုက်ပါတယ်ရေခွက်နဲ့ရေအေးကိုဖြည့်ပြီးတဲ့နောက်ရဲစခန်းရဲ့လျှက်စစ်မီးထိန်းချုပ်ခန်းထဲကိုခိုးဝင်သွားပါတယ်နောက်တော့သူမဟာစက်ကူခွက်ကိုပါးစပ်နဲ့ကိုက်ပြီးအပေါက်လေးတစ်ခုဖောက်လိုက်ပါတယ်ရေနဲ့ဇွန်းကိုအသုံးပြုပြီးရိုးရှင်းတဲ့အချိန်တိုင်းကိရိယာတစ်ခုကိုတီထွင်လိုက်ပါတယ်လက်ပတ်နာရီရဲ့အချိန်တိုင်းကိရိယာကိုနှိပ်လိုက်ပြီးတဲ့နောက်မှာတော့လေဝင်ပေါက်စီကိုချက်ချင်းတက်သွားပါတော့တယ်ပြီးတော့လေဝင်ပေါက်တကားဝကိုအမြန်ဆုံးရောက်သွားပါတယ်အချိန်တိုင်းကိရိယာကုံဆုံးသွားတဲ့အခါလျှက်စစ်မီးထိန်းချုပ်ခန်းထဲမှာချက်ချင်းဆိုသလိုပဲဝါယာရှော့ဖြစ်သွားပါတယ်နောက်တော့ကာတာလီယာတယောက်ရဲတွေမီးမပြန်လာခင်လေးမှာပဲလေဝင်ပေါက်ကနေတဆင့်ရဲစခန်းရဲ့တစ်ဖက်ချမ်းကိုရောက်သွားပါတော့တယ်ပြီးတော့အမျိုးသားအိမ်သားထဲမှာဝင်ရောက်ပုံအောင်နေလိုက်ပါတယ်ယောက်ျားလေးအိမ်သားကိုလုံခြုံရေးတာဝန်ယူထားတဲ့ရဲသားကအိမ်သားဝင်လာတဲ့အချိန်မှာတော့ကာတာလီယာတယောက်နောက်ကနေထွက်လာပြီးတိုက်ခိုက်လိုက်ပါတယ်ထို့နောက်သူမသည်ရဲရာရှိနောက်ွယ်တွင်ပုံ၍တကားကိုဖွင့်လိုက်သည်ထို့နောက်ဘလက်ကိုချေရသည်ရဲရာရှိထံမှတနက်ကိုသိမ်းယူလိုက်သည်သူမသည်ကလေးငယ်များအားအလွဲသုံးစားပြုသူထံဖြင်းချင်းစွာရှောက်သွားခဲ့သည်သူမကမင်းရဲ့အင်ဂျီကျဲသီးတွေကိုဖြုတ်လိုက်မြန်မြန်ဟုပြောလိုက်သည်
မျိုးသားဖြစ်သူကသူမပြောသည့်အတိုင်းလှုပ်ဆောင်လိုက်သည်နှင့် Black Rothschild သည်မနေ့အမြန်တနက်ကိုပစ်ဖောက်လိုက်သည်တနက်တန်ကြားသည်နှင့်ရဲအရာရှိများသည်ချက်ချင်းပင်ရှာဖွေမှုစတင်ခဲ့သည်သို့တော်လူတိုင်းထောင်ထဲသို့ရောက်သွားသည့်အခါမိမျောခြင်းမှနိုးလာသည့်ထောင်ထိန်မှလွဲ၍ထောင်ထဲတွင်ရင်ဘတ်ပေါ်တွင်ပကြီးဆွဲခံထားရသည့်ကလေးသူငယ်များအားအလွဲသုံးစားပြုသူ၏ရုပ်လောင်းသာကျန်ရစ်ခဲ့သည်ထိုအချိန်တွင် Black Rothschild သည်ရေပိုက်လိုင်းမှတဆင့်ရဲဌာနအဆောက်အဦ၏အပေါ်ထပ်သို့ရောက်ရှိသွားခဲ့သည်အပေါ်ထပ်တွင်ရဲများရောက်နေတော့လဲ Black Rothschild သည်ညဘက်သွားလာရန်ဝစ်စုံဖြင့်ရဲများ၏မျက်စိမှလွတ်အောင်ခုန်ချသွားခဲ့သည်ထို့နောက်သူမသည်အခြားတစ်ဖက်မှရေပိုက်လိုင်းတွင်သို့ဝင်သွားခဲ့သည်ရဲများတဦးချင်းစစ်ဆေးမှုမပြုလုပ်မီထောင်ထဲသို့ပြန်လည်ရောက်ရှိသွားခဲ့သည်တဲလုံစမတွေ့ရှိရသဖြင့်ရဲဌာနသည်ပင်မှစုံစမ်းစစ်ဆေးရေးမှူး Ross ကိုအရေးပေါ်ခေါ်ယူလိုက်ရသည် Ross သည်တေဆုံးသူ၏ရုပ်အလောင်းပေါ်တွင်ရှိသော Rothschild ပကြီးကိုမြင်လိုက်ရသည့်အခါလုပ်ကြံသူ၏အထောက်အထားကိုချက်ချင်းအတည်ပြုလိုက်နိုင်ခဲ့သည်။ဘာကြောင့်လဲဆိုတော့သူသည်လွန်ခဲ့သည့်၄နှစ်အတွင်းထိုကဲ့သို့သောပကြီးကားမျိုးကိုနှစ်ဆက်တစ်ကြိမ်တိုင်တိုင်တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ထို့နောက်သူသည်ရဲဌာနကိုချက်ချင်းပိတ်ဆို့ရန်အမိန့်ပေးခဲ့သည်။ထိုအချိန်တွင်လက်ပွေဖြတ်ပြီးပြန်လာသည့် Black Rothschild သည်လက်တွင်ဆွတ်ထားသောလက်အိတ်ကိုချွတ်လိုက်သည်။ပြန်လည်ပြင်ဆင်ပြီးနောက်သူမသည်ထိုနေရာမှလွတ်မြောက်သွားခဲ့သည်။လုပ်ကြံသူနှင့်ထပ်မံလွဲချော်သွားတော့လဲ Ross ကလုပ်ကြံသူသည် Pocket Punchy ဖြင့်အပြင်ဘက်သို့သတင်းစကားပေးဖို့လိုသည်ဟုခန့်မှန်းခဲ့သည်။တဲလုံစာမရှိတော့သည့်အတွက်ဤပကြီးကားကိုလူသိရှင်ကြားထုတ်ဖော်ပြသလိုက်ခြင်းကပိုကောင်းပေလိမ့်မည်။အကယ်၍ဤပကြီးများသည်သူတို့အတွက်မဟုတ်လျင်ထိုသို့ရရှိသင့်သူများထံသို့ရောက်ရှိသွားလိမ့်မည်။ Ross ခန့်မှန်းသည့်အတိုင်းပင်ဇာယာစုံစမ်းစစ်ဆေးရေးမှူး Richard သည်သတင်းစာကိုယူ၍အမေရိကရှိလူဝစ်၏ဇိမ်ခံအိမ်သို့ရောက်ရှိလာခဲ့သည်။မူလကသူ၏အကာအကွယ်အောက်တွင်လူဝစ်သည်ဥပဒေ၏စီရင်ချက်မှလွတ်မြောက်ရုံသာမကဆရာနှင့်အတူပစ္စည်းခွဲဝေမှုပြီးဆုံးပြီးနောက်အမေရိကသို့အောင်မြင်စွာခေါ်ဆောင်လာခြင်းခံခဲ့ရသည်။သို့တော်လုပ်ကြံသူပေါ်လာခြင်းကသူတို့၏အရှုပ်တော်ပုံကိုလူသိရှင်ကြားဖြစ်သွားစေနိုင်သည်မှာထင်ရှားသည်။ပါဇက်ကမပြောတော့လဲသတင်းစာပေါ်ရှိ Pocket Punchy ကိုမြင်လိုက်ရသည့်အခါလူဝစ်သည်ဤရာသည် Black Rothschild နှင့်ဆက်ဆက်နေကြောင်းချက်ချင်းသိလိုက်သည်။သူမကကျွန်တော်တို့ကိုပြောပြနေတာပဲ။အဲ့ဒါသူမဖြစ်နိုင်သည်မှာတေချာသည်။ဦးကြောင်ကြောင်ကောင်းကျွန်တော်ပြောခဲ့တယ်မဟုတ်လားဘသူ့ကိုမှအသက်ရှင်လျက်မထားခဲ့နဲ့လို့ပြီးခဲ့တဲ့တစ်ခေါက်ကမင်းမလုပ်ခဲ့တယ်အခုတော့အဲ့ဒါကိုပြင်ဆင်လိုက်တော့တစ်ဖက်တွင်မူအန်ကယ်အေမီသည် Black Rothschild ထံသို့နောက်ထပ်လုပ်ကြံရမည့်ပြစ်မှတ်ကိုယူလာပေးခဲ့သည်ဤသူ၏နာမည်မှာရှာရီဖြစ်သည်လွန်ခဲ့သည့်တစ်နှစ်အတွင်းတရားမဝင်ရန်ပုံငွေအဖွဲ့မှတဆင့်ပြည်သူလူထုထံမှအမေရိကန်ဒေါ်လာတန်း900ခန့်ကိုလိမ်လည်ရယူထားသူဖြစ်သည်လုပ်ကြံတပ်ဖြတ်မှုတာဝန်ထက်အေမီကပိုပြီးစိုးရိမ်နေတာကတော့သူချန်ထားခဲ့တဲ့အရေးအယောင်တစ်ခုကရန်သူကိုသူ့ကိုယ်သူထုတ်ဖော်ပြသလိုက်တဲ့ပုံစံမျိုးဖြစ်နေလို့ပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုလုပ်လိုက်တာဟာသူ့ရဲ့အထောက်အထားကိုပိုပြီးမြန်မြန်ပေါ်လွင်သွားစေမှာမို့ပါ။ဒါပေမဲ့ဟေးလန်ကတော့ဒါကိုမယုံကြည်ပါဘူး။ဒါပေမဲ့လည်းဦးလေးဖြစ်သူစိုးရိမ်နေတဲ့အတိုင်းပါပဲ။ပုံစံတွေကိုစောင့်ကြည့်နေတဲ့ Yoss ကတန်ရှင်းရေးသမားစီကနေမတော်တဆသိလိုက်ရတာကတော့တေဆုံးသူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ပုံစံဟာဟေးလန်လို့ခေါ်တဲ့တစ်ခွတစ်မျိုးဖြစ်နေတာပါ။ပြီးတော့ဒီတစ်ခွဟာကိုလံဘီယာမှာပဲပေါက်ရောက်တာပါ။ဒါကြောင့် Ross ကတစ်ခွပေါက်ရောက်ရာနေရာကိုအတွင်းပိုင်း database ထဲကိုချက်ချင်းထည့်သွင်းလိုက်ပါတယ်။မမျှော်လင့်မဲနဲ့သူဟာ CIA ရဲ့လျှို့ဝှက်အချက်လက်တွေပါတဲ့သတင်းပေါက်တစ်ခုကိုချက်ချင်းလက်ငင်းရရှိသွားခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာတော့ဟေးလန်ဟာပင်လယ်နဲ့ဆက်သွယ်ထားတဲ့ငါးမန်းကန်ကိုဖျက်ပြီးတော့ငါးမန်းရဲ့အင်ကြီးစီကိုတိတ်တိတ်ကလေးဝင်ရောက်သွားခဲ့ပါတယ်။သူဟာမှန်ကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်ပါတယ်။ပတ်ဝန်းကျင်မှာလူမရှိတာကိုအတည်ပြုပြီးနောက်မှာတော့သူဟာရေကန်ထဲကနေခုန်ထွက်လိုက်ပါတယ်။ဆက်လက်ပြီးသူဟာတနက်ကိုထုတ်ပြီးတော့အတန်တိတ်ကရိယာကိုတက်ဆင်လိုက်ပါတယ်။တနက်တစ်ချက်တောင်မပြည့်ရဘဲနဲ့သူဟာငါးမန်းရဲ့အိတ်ခမ်းစီကိုရောက်သွားခဲ့ပါတယ်။သူပြစ်ဖို့ပြင်နေတော့မှပဲငါးမန်းရဲ့ကတင်ပေါ်မှာအိပ်ပျော်နေတဲ့မိန်းကလေးလေးယောက်ကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူဟာအစီအစဉ်ကိုပြောင်းလဲလိုက်ပါတယ်။အရင်ဆုံးတခြားသူတွေကိုရှင်းပြလိုက်ပြီးတော့ငါးမန်းအိမ်မက်ထဲကနေလန့်နိုးလာတာကိုစောင့်နေလိုက်ပါတယ်။ဒါမှသာသူဟာထိတ်လန့်တကြားနဲ့အခန်းပြင်ဘက်မှာအဆောင်တွေရဲ့အလောင်းတွေပြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာသတိထားပြီးတော့မြေပြင်ပေါ်မှာရှိတဲ့တနက်ကိုကောက်ယူလိုက်ပါတယ်။ဒါပေမဲ့သူဟာတရားရုံးအလဲတဲတဲမှာရှိတဲ့ငါးမန်းကန်ကိုဖျက်ကျော်ဖို့ပြင်နေတော့မှပဲဟေးလန်ကတော့ဒီနေရာမှာစောင့်နေတာကြာပါပြီ။စကားတခုမှမပြောဘဲနဲ့တနက်နှစ်ချက်ပြစ်ပြီးနောက်မှာတော့ငါးမန်းကိုငါးမန်းစာဖြစ်သွားစေခဲ့ပါတယ်